ရုပ်ရည်ချုံမောတဲ့သားတွေပိုင်ဆိုင်ကြပေမဲ့မင်းသားအဖြစ်မလုပ်ခိုင်းကြတဲ့မင်းသမီးလေးဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စမ်းကြည့်ပါ page ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရယ်အောင်မြင်ကြော်ကြတဲ့မင်းသမီးတွေရဲ့မျိုးဆက်တွေဆိုရင်တော့အနုပညာအလုပ်ကိုဆက်လုပ်မယ်ဆိုပြီးတော့လူအများအထင်ကြပါရယ်ဒါအပြင်ရုပ်ရည်ချုံမောတဲ့သားတွေကိုပိုင်ဆိုင်ကြတဲ့မင်းသမီးတွေဆိုရင်လည်းအနုပညာအလုပ်သားတွေကိုတေချာပေါက်လုပ်ခိုင်းမယ်လို့သာထင်ကြတာပါအဲဒီတော့အခုပြောပြပေးသွားမယ့်ဗီဒီယိုထဲမှာရုပ်ရည်ချုံမောလာပါတဲ့သားတွေကိုပိုင်ဆိုင်ထားတဲ့သူတွေကဘယ်သူတွေများဖြစ်မလဲဗီဒီယိုလေးထဲမှာလိုက်ပါပြီးတော့လေ့လာကြည့်ရအောင်ပါရှင်နံပါတ်1အောင်ဘိုကောင်းသက်ကထိတ်တန်းမင်းသမီးကြီး Train Drabo ရဲ့တူရဲသောသားဖြစ်ပါတယ်။အောင်ဘိုကောင်းသက်တယောက်တည်းကိုသာမွေးထားတာဖြစ်တာမို့သူတို့အတွက်အသက်ချက်တောင်မှချစ်ရတဲ့သားလေးဆိုလဲမမားပါဘူး။အခုဆိုရင်သားလေးကအရွယ်ရောက်နေပြီဖြစ်တယ်လို့တက္ကသိုလ်တက်နေပါပြီ။အသက်16နှစ်ပြည့်သွားပြီဖြစ်တာကြောင့်အရွယ်ရောက်လာပြီလို့ဆိုရမှာပါ။ Train Drabo နဲ့ခင်ပွန်းဖြစ်သူကရုပ်ရည်ချုံမောတာကြောင့်သားဖြစ်သူကလည်းရုပ်ရည်ချုံမောလို့နေတာဖြစ်ပါတယ်။အောင်ဘိုကောင်းသက်ကမင်းသားလုပ်လို့ရတဲ့အနေအထားတစ်ခုမှရှိလို့နေတာဖြစ်ပါတယ်။ Train Drabo ကလည်းအောင်မြင်တယ်လို့မျိုးရိုးကလည်းကြီးတဲ့အတွက်အနုပညာလုပ်ကိုတေချာပေါက်လုပ်ဖြစ်မယ်လို့ထင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အထင်နဲ့အမြင်ကတော့လွဲသွားတာဖြစ်ပါတယ်။အောင်ဘိုကောင်းသက်ကအနုပညာအလုပ်လုပ်ရတာကိုလုံးဝမကြိုက်ပါဘူး။ဒါကြောင့်မို့သူအသက်16နှစ်ပြည့်တဲ့အချိန်မှာနိုင်ငံခြားမှာသွားပြီးတော့ကျောင်းတက်နေခဲ့တာဖြစ်ပါတယ်။နံပါတ်1မြတ်သောမောင်ကစိုးမြတ်နတာရဲ့တူရဲသောသားဖြစ်ပါတယ်။စိုးမြတ်နတာကလည်းအောင်မြင်တဲ့မင်းသမီးဖြစ်တယ်လို့ဖခင်ဖြစ်သူဖြိုးကြီးကလည်းအောင်မြင်တဲ့အဆိုတော်တယောက်ဆိုရင်လည်းမမားပါဘူး။အောင်မြင်တဲ့အနုပညာရှင်တွေကနေဆင်းသက်လာခဲ့တာဖြစ်ပေမဲ့မြတ်သောမောင်ကအနုပညာအလုပ်ကိုလုံးဝအလုပ်မဖြစ်ပါဘူး။မြတ်သောမောင်ကအခုဆိုရင်အသက်16နှစ်ဝန်းကျင်အရွယ်ရှိနေပြီဖြစ်ပြီးတော့ရုပ်ရည်ရလည်းချုံမောပါတယ်။မြတ်သောမောင်ကရုပ်ရည်အသားရည်အတန်လိုအပ်ချက်မရှိပေမဲ့စိုးမြတ်နတာကိုယ်တိုင်ကအနုပညာအလုပ်ကိုမလုပ်စေချင်တာဖြစ်ပါတယ်။စိုးမြတ်နတာကိုယ်တိုင်ကအနုပညာအတိုင်းဝိုင်းနဲ့ခင်းအောင်သာနေထိုင်တာဖြစ်ပါတယ်။အခုဆိုရင်လည်းမြတ်သောမောင်ကနိုင်ငံသားမှာကျောင်းတက်နေတာဖြစ်ပါတယ်။ကျောင်းတက်နေစဉ်အတွင်းမှာသားဖြစ်သူတစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်တာမို့သူကိုယ်တိုင်နိုင်ငံသားမှာလိုက်နေတာဖြစ်ပါတယ်။နံပါတ်3ဇွဲဦးထက်က VCD ခေတ်မင်းသမီးတူဖြစ်တဲ့ရတနာခင်ရဲ့သားကြီးဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းရတနာခင်ကသား3ဦးမွေးထားတာဖြစ်ပါတယ်။သား3ယောက်လုံးကရုပ်ရည်ချုံမောကြပေမဲ့လက်ရှိမှာအကြီးတစ်ယောက်တည်းရတာအသက်ပြည့်သေးတာဖြစ်ပါတယ်။အကြီးဆုံးသားလေးဇွဲဦးထက်ကရုပ်ရည်ဆိုရင်လည်းတော်တော်လေးကိုချုံမောတာဖြစ်ပါတယ်။မိခင်ဖြစ်သူလိုအသားရည်ရထားတာပြီးတော့ရုပ်ဖြောင်းတဲ့ကောင်လေးတစ်ယောက်ဆိုရင်လည်းမမားပါဘူး။မင်းသားလုပ်ဖို့ရုပ်ရည်ရပြေးသွားပေမဲ့သူကိုယ်တိုင်ကစိတ်မဝင်စားပါဘူး။ရတနာခင်ကလည်းသားဖြစ်သူကိုအနုပညာအလုပ်ချက်စီးပွားရေးကိုသာလုပ်စီခြင်းခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့နိုင်ငံသားမှာကျောင်းတက်ပြီးတော့စီးပွားရေးလုပ်ဖို့ရှောင်လန်းနေပါပြီ။နံပါတ်4မင်းသက်မောင်ကမင်းသမီးကြီးမေတ္တနုရဲ့တူရဲသောသားဖြစ်ပါတယ်။မေတ္တနုရောခင်မွန်းဖြစ်သူစင်ရောမောင်ဝါပါအနုပညာရှင်တွေဖြစ်တာမို့သူတို့သားလေးကိုချင်းသေးပေါက်မင်းသားဖြစ်ခွင့်ပေးမယ်လို့ထင်ကြတာပါ။ဒါပေမဲ့လည်းမင်းသက်မောင်ကမင်းသားလုပ်ဖို့ရုပ်ရည်ရှိပေမဲ့မင်းသားဖြစ်လာခဲ့ပါဘူး။သူအနေနဲ့ဖခင်နဲ့သာအတူကြီးပြင်းလာခဲ့ရတာဖြစ်လို့ဒရိုက်တာအလုပ်ကိုသာပို့ပြီးတော့စိတ်ဝင်စားတာဖြစ်ပါတယ်။ဒရိုက်တာတယောက်အနေနဲ့ပညာတွေကိုသင်ယူပြီးတော့ရည်တည်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်မင်းသက်မောင်ကအောင်မြင်တဲ့ဒရိုက်တာတယောက်ဖြစ်လို့နေပါပြီ။ပရိသတ်ကြီးရောဒီမင်းသမီး၄ယောက်ရဲ့သားတွေကိုမင်းသားဖြစ်စေချင်လားပရိသတ်တို့ရဲ့မြင် comment လေးထဲမှာရေးခဲ့ပေးပါဦး။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။